ညနေတကောင်ရံရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးဖုံနှိုးစတန်လေးကထမိလာတယ်။မနက်9 နာရီခွဲလိုင်သာယာရဲ့မျိုးနည်းတွေကြားမှာအထက်ကျုပ်စက်ရုံလေးတွေစီဦးတီမဲ့အလုပ်သမားတွေကလမ်းပေါ်စားထွက်ကြမယ်အချိန်ပေါ့။အသက်20ရွယ်မိန်းကလေးမေဒီစင်ကသူမမှာအားကိုးစရာမိဘမရှိငွေထွေးမှုပေးမဲ့ဆွေမျိုးသားချင်းလည်းမရှိရှာပါဘူး။ဒီလိုင်သာယာမြေပြန်ကြီးပေါ်မှာအထက်ကျုပ်စက်ရုံကရတဲ့လှုပ်အားကားလေးနဲ့သူ့ရဲ့ဘဝကိုတယောက်တည်းရုန်းကန်နေရတဲ့မိန်းကလေးတစ်ယောက်ပေါ့။မေဒီစင်ရဲ့နေစဉ်ဘဝကစောက်ဝိုင်းတစ်ခုလိုပါပဲ။မနက်လေးရင်စက်ရုံသွားမယ်။ညမိုးချို့ရင်အဆောင်ကိုပြန်လာမယ်။အလုပ်ပေါ်မှာရန်တောင်းဝင်တိပြီးစက်ရုံကကောင်ထုံးမှုလိုင်းထိခိုက်မှာကိုလည်းအများစိုးရင်တက်တဲ့သူပါဒီနေ့လည်းမေဒီစင်တယောက်ကအလုံးနောက်ကျမှာစိုးလို့ခတ်တက်လေးရှောက်လာခဲ့တယ်လမ်းမကြီးပေါ်မှာကားဟွန်းတန်နေစက်ရုံကျိုးဖို့ကားတွေကရှုပ်ရှက်ခတ်လို့နေတယ်မေဒီစင်စက်ရုံဘက်ကိုကူးဖို့လမ်းဖြတ်ကူးလိုက်တဲ့အချိန်မှာတော့ပြင်းထန်တဲ့ဗရိတ်အုပ်တန်တဲ့သူကိုနေကားကြီးတစ်စင်းကမေဒီစင်ကိုဝင်တိုက်မိသွားလေတယ်မေဒီစင်လမ်းဘက်ကိုလဲကျသွားခဲ့တယ်မေဒီစင်ကလမ်းပေါ်ကနေပေးပေးချင်းထလိုက်တယ်ဒီဘက်ဝင်းကြီးကိုကြည့်ရတဲ့လူတွေကသူ့မကိုတရိမပြုတ်မိကြတယ်လို့ပါပဲကားကကတ်ဖောက်ဖွာလေးပဲပုတ်မိသွားတာပဲထင်ပါရဲ့ဝက်စားတွေကိုဖုံခါရင်းနာကျင်နေတဲ့ဒူးကိုကံပြီးစက်ရုံကိုပဲအပြေးလွှာသွားခဲ့ပါတယ်စုံရတော့တတ်မှတ်ချိန်အမိလောက်ပါပဲသူမအချုပ်ခုံမှာထိုင်ပြီးလုံးတွေကိုတဆိုင်မှတ်မှတ်လုံးနေခဲ့တယ်ဒါမှမဟုတ်ခုတော့ထူးဆန်းနေတယ်ဒီကလုံးဖို့ကင်ပတ်တန်ငယ်ကျွန်းတွေကသူမကိုလည်းစကားမပြောကြဘူးမေဒီစင်ကလှမ်းနှုတ်ဆက်ပေးမဲ့လေသူတို့ကအလုပ်ထဲပဲအာယုံရောက်နေကြတယ်လို့ပါပဲသူမကိုယ်တိုင်ရဲ့အကုန်လုံးအေးစိမ်ပြီးစမ်းစင်းစိတ်ခံစားချက်ကြီးဖြစ်နေလေတယ်။ငါပဲအလုံးစင်းချိန်ရောက်တော့လဲထုံးစံအတိုင်းပဲအဆောင်ကိုပြန်လာခဲ့လေတယ်။အဆောင်ခန်းထဲမှာမီးမဖွင့်ပဲအမောင်ထဲမှာနဲ့အိပ်ရာဝင်ခဲ့တယ်။ဒီလိုနဲ့နောက်ရက်တွေမနက်ဆိုအလုပ်သွားညဆိုအလုပ်ပြန်လာနဲ့မေဒီစင်ရဲ့နေ့ရက်တွေကပုံမှန်တိုင်းလဲပတ်နေခဲ့ပြန်ပါတယ်။တကယ်တော့အထက်ချုပ်ဆက်ယုံထဲမှာမေဒီစင်ရဲ့တငယ်ချင်းတွေဖြစ်တဲ့တီတာနဲ့နီနီတို့ကစိုးရင်တကြီးစကားပြောနေကြလေတယ်။ဟဲ့မေဒီစင်အလုပ်မလာတာဒီနေ့ဆို3ရက်ရှိပြီနော်။ဖုန်းခေါ်ရင်လည်းမကင်ဘူးသူကအလုပ်တရက်မှပြတ်တယ်လို့မဟုတ်ဘူးတခုခုတော့ဖြစ်နေပြီလားမသိဘူးဟာစိတ်ပူသွားတဲ့တန်ငယ်ချင်းတွေကညနေအလုပ်ဆင်းလာတဲ့မေဒီစင်ရဲ့အဆောင်ကိုလိုက်သွားဖို့ဆုံးဖြတ်ကြလိုက်တယ်မေဒီစင်အခန်းရှိရောက်တော့တကားကတော့ခတ်ထားလေတယ်အခန်းပန်ရှင်အတော်ကြီးကိုမေးကြည့်တော့လဲ၃ရက်လုံးမေဒီစင်ကိုမမြင်ဘူးလို့ပြောလေတယ်စိတ်မချတာနဲ့ဗဒင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါမှာတော့အခန်းထဲမှာလည်းဘယ်သူမှရှိမနေခဲ့ပါဘူးဒါဆိုသူဘယ်ဒီရောက်နေတာလဲတန်ငယ်ချင်းတွေကစိုးရင်တကြီးညက်စိတ်ုံဘက်ကိုပြန်အလားလမ်းဆောင်လာရောက်တဲ့အခါမှာတော့လူအချို့စူယုံပြီးစကားပြောနေတာကိုကြားလိုက်ရလေတယ်။လွန်ခဲ့တဲ့3ရက်ကအလုံသမားတယောက်ကားတိုက်ခိုင်းရတာလေ။အဲ့ဒါဆေးရုံရောက်မှာပဲဆုံးသွားရှာတယ်။မိဘဆွေမျိုးလည်းမရှိဘူးထင်တယ်။အလောင်းကယုံဝဲယုံမှာပဲရှိသေးတယ်။ထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့တီတာနဲ့နီနီတို့ရဲ့ရင်ထဲမှာဒိန်းကနေဖြစ်သွားပြီးဆေးရုံကိုချက်ချင်းလိုက်သွားခဲ့လေတယ်။ယုံဝဲယုံကအေးဆက်လာတဲ့ဇပွဲပေါ်မှာတော့ဖြူဆုပ်ပြီးအသက်ဝင်းကြီးကင်းမှန်နေတဲ့မေဒီစင်ရဲ့ကျုပ်အလောင်းကိုတွေးလိုက်ရပါလေတော့တယ်။ဒါပေမဲ့ထဲမှာပဲဆေးရုံတက်ကအချုပ်ကုံတစ်ခုမှထိုင်ပြီးအထက်ပြီးထုတ်နေတဲ့မေဒီစင်ကသူမရဲ့လက်ချောင်းလေးတွေကိုကြည့်မိလေတယ်။လက်ချောင်းလေးတွေကဖြူဆွပြီးအေးဆက်နေတယ်။သူမဘေးနားမှာဖြတ်သွားတဲ့လမ်းစူပါကလည်းသူမကိုလုံးဝမမြင်တယ်လို့ဖြတ်သွားတယ်။သူမဆက်ချုံနေတဲ့အက်ကလက်ညှိုးကိုစိုက်ကနေထိုးမိသွားပြီမဲ့တွေးစမ်းမှထွက်မလာဘူး။အားချင်းမှုကလည်းမခံစားရဘူး။ငါဘာဖြစ်နေတာလဲ။ထိုချိန်မှာပဲသူမရဲ့အုံနောက်ထက်ကိုလွန်ခဲ့တဲ့3ရက်ကအဖြစ်အပျက်တွေကရိုက်ခက်ဝင်ရောက်လာပါလေတော့တယ်လမ်းမကြီးပေါ်မှာကားတိုက်ခံရတဲ့ကပြင်းထန်တဲ့နာကျင်မှုတို့ရဲ့နဲ့ကလည်းကျနေတဲ့မိမိကိုယ်ကိုပြန်မြင်ရတဲ့မြင်ကွင်းတစ်ခုပေါ့။အော်ငါတည်သွားခဲ့ပြီပဲ။ငါတကယ်တည်သွားခဲ့ပြီ။နေတဲ့တယောက်အလုပ်ပေါ်ကိုဆွဲလန်းစိတ်ရုံနောက်ကျမှဆိုးတဲ့စိတ်တွေကြောင့်မိမိကိုယ်ကိုတင်မှန်းမသိပဲဝန်ကြီးဘဝနဲ့အလုပ်တွေကိုလာရောက်လောက်ကင်နေခဲ့တာပါ။နေ့တွေကစီးကျလာပေမဲ့နေ့တွေကကျမ်းမြေမော်ကိုမကြပဲလေထဲမှာတွေပျောက်ကွယ်သွားနေတယ်။မိဘမဲ့ဆွေမျိုးမဲ့ဖြစ်တဲ့သူမခမရတည်ဆုံးသွားတာတော့အဖော်မဲသွားနဲ့စက်ရုံတန်းမှာ3ရက်လုံးရှိနေခဲ့ရှာတာပါနောက်ရက်မနက်ခင်းမှာတော့မေဒီစင်ရဲ့တန်ငယ်ချင်းတွေစုပြီးမေဒီစင်အတွက်ရည်စူးပြီးတော့စိုးကြီးအမြတမ်းပေးဝေခဲ့လေတယ်သူမချုပ်ခဲ့တဲ့စက်ရုံကစက်ခုံလေးပေါ်မှာလဲသူမကြိုက်တဲ့မနက်စာမောင်းရင်းကားလေးတစ်ပွဲနဲ့ကော်ဖီပူပူလေးတစ်ဖက်ကိုအားချထားပေးလေတယ်မေဒီစင်ရဲ့ငင်းအလုပ်တွေကိုတန်ရောစဉ်ဖြတ်ပါတော့ကောင်းရသူ့ကတိကိုသွားပါတော့ဤနင့်အတွက်ငါတို့ကုသိုလ်လုပ်ပေးထားပါတယ်တန်ငယ်ချင်းတွေကငိုးဆိုင်တန်တဲ့အတူအများဝေတဲ့အတန်းဟာစိတ်ုံတစ်ခွင်လုံးကိုပြန့်လွင့်သွားခဲ့လေတယ်။ထိုချိန်မှာစက်ခုံလေးရဲ့ဘေးမှာရပ်နေတဲ့မေဒီစင်ရဲ့ဝတ်ညီလေးဟာတငယ်ချင်းတွေကိုကြည့်ပြီးတာရုခေါ်လိုက်လေပါတော့တယ်။သူမရဲ့ခန္ဓာကိုယ်ဝင်းကျင်မှာတော့အလင်းရောင်ဖြော့လေးတွေဝင်းရံလာပြီးဟေးပြချင်းလွင့်တဲ့ပျောက်ကွယ်သွားပါလေတော့တယ်။ဒီလန်သားရဲ့အလုံးများတဲ့မနက်ခင်းတွေမှာတော့နောက်မေဒီစင်တယောက်အလုံးတော့ကြမှာဆိုးလို့ပြပြတလဲပြေးလွှားနေကြမလို့တော့ပါဘူး။သူမရဲ့ပင်မဆင်းရဲလှတဲ့ဘဝခရီးလမ်းဟာလဲခြောက်ချားပွဲရနေရက်တွေအပြီးမှာတော့ငင်းချမ်းစွာနဲ့ပဲအဆုံးသက်သွားခဲ့ပါလေတော့တယ်